မန္တလေးမြို့လုပ်ငန်းရှင်ကြီးများအနေနဲ့လက်ဆောင်တွေလဲရနေပညာဗဟုသုတတွေပါရနိုင်မဲ့အခွင့်အရေးတစ်ခုရှိတယ်ဆိုစိတ်ဝင်စားမလားဟုတ်ပါတယ်ယခုလာမယ့် January 9 ရက်နဲ့10ရက်နေ့မှာ Galaxy Software ရဲ့ Roadshow Event 2026ပွဲကြီးကို Capital Mall မှာရှိတဲ့ Promotion Area မှာစစ်စီကားကျင်းပသွားမှာဖြစ်တဲ့အပြင်အထူးခွင့်ရေးတွေအနေနဲ့ Galaxy Software ရဲ့ product တွေဖြစ်တဲ့ iStore Enterprise, Cloud-based ERP software, iStore Inventory Management software, Cafe Boss, Restaurant Management software, Hotel Pro, Hotel Management software, Hotel Pro Cloud, Cloud-based Hotel Management software အစရှိတဲ့ဒီ software တွေကိုလက်တွေ့စမ်းသပ်ပြီးမှစိတ်ကြိုက်ဝယ်ယူနိုင်မဲ့အခွင့်အရေးကြီးကိုယ့်လုပ်ငန်းနဲ့ဘယ် software ကအသင့်တော်ဆုံးလဲဆိုတာအခမဲ့တိုင်ပင်ဆွေးနွေးနိုင်တဲ့အခွင့်အရေးနဲ့ပြပွဲနေ့ရက်တွင်ဝယ်ယူတဲ့ customer တွေအတွက်သာတည်တံ့ရရှိမဲ့ special discount up to 30%ဒါအပြင်ပွဲအတွင်းမှာလည်း AYA Bank ကရှိနေမှာဖြစ်ပြီးတော့ AYA Bank က AYA Pay တွေဖွင့်ပြီးအိမ်ပြန်လက်ဆောင်တွေပါရယူနိုင်အောင်မှာဖြစ်ပါတယ်နော်ဒါကြောင့်မိသားစုနဲ့တူ shopping ထွက်ရင်လက်ဆောင်တွေလည်းရနည်းပညာဗဟုသုတတွေပါရနိုင်မဲ့ Grow Your Business with Galaxy Roadshow Event 2026ပွဲကြီးကိုလာရောက်လေ့လာဖို့အတွက်နှွေးထွေးစွာဖိတ်ခေါ်လိုက်ရပါတယ်ရှင်